Hello အားလုံးမင်္ဂလာပါဒီလိုပတ်ကနေပြန်ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်တို့လီဗာပူးအသင်းရဲ့နောက်တန်းကစားသမားတစ်ယောက်ဖြစ်တဲ့ကိုနာတင်းနဲ့ပတ်သက်ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်ဒါသူ့ရဲ့စာချုပ်ကိစ္စနဲ့ပတ်သက်ပြီးအခုချိန်မှာသတင်းတွေတော်တော်လေးထွက်ခဲ့တယ်ဒီနေ့ခါဆိုလို့ရှိရင် Tier 1 level သတင်းတောက်တွေကိုယ်တိုင်ဖော်ပြထားတဲ့သတင်းဖြစ်တာဖြစ်တဲ့အတွက်ဒါတော်တော်လေးယုံကြည်လို့ရတယ်ဒီပြည့်ဒါကိုနာတင်းအနေနဲ့လီဗာပူးအသင်းရဲ့ဒါစာချုပ်အသစ်ချုပ်ဆိုဖို့အတွက်တော်တော်လေးအချိန်ကြီးကောင်းနေပြီဆိုပြီးတော့ဒါဒီ report တွေကသိရတယ်ပေါ့နော်သူတပြည့်ဒါဖော်ပြထားတဲ့ report မှာဆိုလို့ရှိရင် Arne Slot နဲ့ဒါဒီဘယ်လိုပြောမလဲကိုနာတင်းနဲ့ဒီပြောင်းရွှေ့ဆိုင်ရာဘယ်လိုစာချုပ်ကိစ္စတွေပြောဆိုဆွေးနွေးမှုတွေရှိခဲ့တယ်ဆိုပြီးတော့ဒါ report တွေကသိရတယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသင်းမှာကိုနာတီးရတာမရှိမဖြစ်ကစားသမားတယောက်တပြည့်ကျွန်တော်ဂျိုကူမန်စတိုဘာလို့ဆိုတာအာကိုလိုမရအောင်တပြည့်ဂျိုကူမန်စတိုဘာလို့ဆိုတာချိန်မီဒဏ်ရနေတဲ့ကစားသမားတွေဗျာလာမဲ့နေရာဒီမှာလည်းဒီကစားသမားကိုဒါရောင်းချကောင်ရောင်းချနိုင်တယ်ပြီးတော့ဗန်တိုက်အနေနဲ့လည်းဒါ100ဒီပဲကြံတော့တယ်100ဒီအားဖြစ်လဲသူလာမဲ့ရာဒီမှာလည်းဒါဆော်ဒီလီလို့ဘာလို့ခက်မသိပြောင်းသွားနိုင်တဲ့ကစားသမားတယောက်ဗျာပြီးတော့ခေါ်သားတဲ့ကစားသမားတွေဆိုလည်းအစ်စ်တွေလူငယ်တွေအဲ့တော့ကျွန်တော်တို့အသင်းမှာဒါဘယ်လိုပြောလာနောက်တန်းကစားသမားဆိုလို့ဒါကိုနာတီတယောက်လောက်ပဲရှိတာပေါ့နော်ကျွန်တော်အနေနဲ့တော့ကိုနာတီကိုစာချုပ်အတိတ်ချုပ်စေခြင်းနဲ့အသင်းအနေနဲ့လည်းဒါချုပ်ဖို့အတွက်စူးစမ်းနေရဆိုပြီးသိရတယ်အဲ့တော့ညီကိုအနေနဲ့ရောကိုနာတီစာချုပ်အတိတ်ချုပ်ဆိုတာကိုလိုချင်ကြလားဒါမှမဟုတ်အသင်းကနေပြီးတော့ဒါ free transfer နဲ့ထွက်တာကိုပဲလိုချင်ကြလားအဲ့နဲ့ပတ်သက်ပြီးကိုယ်မှဝင်ဆွေးနွေးလို့ရပါတယ်ဒီဗီဒီယိုလေးသဘောကျရင် like and follow လုပ်ပေးဖို့လည်းမေတ္တာခံချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်